Hello အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငါးထိုတစ်မျိုးလုံးကငါးဆိုရင်ဒီဗီဒီယိုမကြော်နဲ့ဒီနေ့ငါးရင်ချက်မယ်ပြီးရင်မုံလာရွက်နုနုလေးတွေကိုချင်းချက်ပါမယ်အရန်ကို light ဖတ်တဲ့ဟင်းလျာလေးပါရှင်ပထမဆုံးအနေနဲ့ငြုပ်သီးကိုစီမွေးတက်ပါမယ်ဘယ်ဟင်းပဲဖြစ်ဖြစ်နော်စီမွေးတက်တဲ့ဟင်းဆိုလို့ရှိရင်စီနနာတက်မှငြုပ်သီးအနံ့မထွက်တာပါကဲငြုပ်သီးစိမ့်စိမ့်နိုင်မထွက်ဘူးပေါ့ကွယ်ကဲပြီးရင်ငါးစားပြားနဲ့ထားတဲ့ငါးတွေကိုထည့်ပါမယ်ငါးဟင်းချက်ရင်ငပြားရီထည့်ဖို့လုံးဝမမေ့ပါနဲ့ငပြားရီထည့်တာကစားပို့ထည့်လိုက်တာနဲ့မတူပါဘူးအရသာကိုပို့ပြီးချိုးမြင်စီပါတယ်ရှင်ငါးဟင်းထည့်ရင်ငါးဟင်းချက်ရင်လုံးဝမပေါ့ပါနဲ့ဗျာငါးဟင်းကပေါ့ရင်စားလို့မကောင်းပါဘူးပြီးရင်ဖုံးလေးအုပ်လိုက်မယ်ကဲအခုလိုဖုံးလေးဖွင့်လိုက်တဲ့ခါကျရင်စီပြန်နေတဲ့အနေထားလေးကိုကျမတို့ခုနကတော့ငရုတ်သီးငရုတ်စုံလေးကြီးရည်လေးထည့်ပါမယ်ပြီးရင်ရေအဖုံးအုပ်မယ်ရေထပ်ထည့်မှာပေါ့ကွယ်ဒီအစင်လေးတွေကိုကြော်ထားတယ်ကဲအခုငါးဟင်းလည်းကြက်လူကြက်ခင်ဆိုတော့အခက်လုံးမဲ့အမီးလေးတွေခေါင်းလေးတွေကိုစတင်ပြီးသက်ဖဲနေပါပြီရှင်ပြီးရင်နောက်ဆုံးအစင်းကတော့ဒီလိုမျိုးငရုတ်သီးစိမ်းလေးနဲ့ပင်စိမ်းလေးပဲအုပ်စပယ်လင်းလေးပဲအုပ်ကိုကြိုက်တာကိုအုပ်ပေါ့စီပြန်ကြိုက်တဲ့သူတွေကစီပြန်လေးနဲ့စားမယ်စီပြန်မကြိုက်တဲ့သူကအခုလိုမျိုးစီပြန်ရေကြံလေးစားပါမယ်ရှင်ငိုင်းချက်နေတော့မှကျွန်မဒီရွက်တွေကိုစီကြောတန့်ရှင်းဖယ်ရှားနေပါတယ်ပြီးရင်တော့အိုးတွေကိုထည့်ပြီးတော့ကြက်သွန်လေးစနစ်မဟုတ်စားပြားထည့်ပါမယ်ပြီးရင်စီလေးနဲ့ထည့်မယ်အဖုံးအုပ်လိုက်မယ်ပေါ့ကွယ်ကဲအဖုံးဖွင့်ပြီးဆိုတော့လည်းခုလိုမျိုးမှွေပါမယ်ဒါကတော့ခုနကဖယ်ထားတဲ့အခက်လုံးမဲ့ငါးလေးတွေပါပြီးရင်စက်သွန်မျိုးလေးကိုတပြားရိုက်ထားပါမယ်ရှင်အရွက်တွေနွမ်းလာပြီဆိုရင်ခုနကတော့ဖယ်ထားတဲ့ငါးလေးတွေကိုစပြီးတော့ထည့်မယ်ပြီးရင်အလုံးထဲမပြတ်အောင်ဂရုစိုက်ပေးပါရှင်မုံလာရွက်တွေကရှုပ်တယ်ဆိုရင် sorry ရဲ့ကကြီးနဲ့ညှက်တာနော်ပြီးရင်သူ့ဆွဲကိုဆွဲဖြစ်နေလို့ပြီးရင်ရေလေးနဲ့ထည့်မယ်ပြီးရင်ငါးတွေမကျိုးမကြည်အောင်ဂရုစိုက်ပြီးငါးအယိုးတွေကြည်ဝိုင်းကလေးငယ်ရှိရဲ့အိမ်တွေဆိုအယိုးစုမှာဆိုလို့ပါပြီးရင်မကြီးသမဲ့လေးကိုလည်းစိန်ထားမယ်နော်အဲ့ဒီအချိန်မှာလုံးဝမေ့လို့မရတာငါဒီမြင်ငယ်ပြီးပေါ့နော်မြင်ငယ်ပြီးချင်းဟင်းချက်တိုင်းမှာလုံးဝမပါမဖြစ်ပါပဲရှင်သူကချင်းဟင်းရဲ့အနံ့ကိုပို့ပြီးတော့မှုေးကြည့်တယ်စားခြင်းဆိုပဲဖြစ်စီတယ်ပေါ့ကွယ်ဒါကကြတော့သူကပွက်တဲ့အချိန်ကျမှထည့်ရမှာနော်ပွက်တဲ့အချိန်ကျမှမြင်ငယ်ပြီးရောပြီးရင်ချက်သွန်ပြူရောပြီးရင်အချင်းရောလောင်းထည့်ရတာပေါ့ဒါတော့လုံးဝမွေးပြန်တဲ့ AR တိုင်းရချက်တဲ့ channel လေးပါရှင်